မင်းကလေးဟာသူမမှာကိုဝင်ရှိနေပြီဆိုတာကိုသိလိုက်ရတဲ့အခါတုံးလုံးချောက်ချသွားပါတယ်ခင်မွန်းဟောင်းနဲ့မတော်တဆအတူရှိခဲ့မိတဲ့အဲ့ဒီညကိုပြန်တွေးရင်သူ့ရဲ့ရင်သွေးလေးကိုလွှဲထားရလိမ့်မယ်လို့သူမတခါမှမတွေးခဲ့မိပါဘူးဒါပေမဲ့ခင်မွန်းဟောင်းမှာချစ်သူရှိနေပြီဖြစ်လို့သူတို့ကြားထဲမှာအနောက်ရှက်မဖြစ်စေဖို့ဒီအမှန်တရားကိုဖုံးကွယ်ထားဖို့သူမဆုံးဖြတ်လိုက်ပါတယ်သူမရဲ့အစီအစဉ်ကတော့လူရုပ်မှာဆိတ်ဆက်ထားသူကိုထိုက်တန်တဲ့ပြစ်ဒဏ်ပေးပြီးတာနဲ့ဒီမျိုးကနေထာဝရထွက်ခွာသွားဖို့ပါပဲအလုပ်ကိုရောက်တဲ့အခါမှာလည်းသူမရဲ့နေထိုင်မကောင်းတဲ့ပုံစံကိုခင်မွန်းဟောင်းကရိပ်မိသွားတာကြောင့်ကိစ္စရှိလို့ဆိုပြီးအမြန်ရှောင်ထွက်လာခဲ့ပါတယ်အဲ့ဒီနောက်ညီမဖြစ်သူကဆိုင်ကိုရောက်လာပြီးနေနဲ့ခင်မွန်းဟောင်းနဲ့ကဘာမှမပတ်သက်တော့ဘူးသူကငါ့ကိုရက်ပိုင်းအတွင်းလက်ထပ်တော့မှလို့အရှက်မရှိလာကြွားပါတယ်ခင်မွန်းဟောင်းကနင့်ညီမကငါ့ကိုလက်ထပ်ဖို့အိမ်မက်မက်နေတာသူနဲ့တွေ့ရင်အဲ့ဒီအိမ်မက်ကိုမဖျက်ဆီးလိုက်နဲ့ဦးလို့သူမကိုကြိုပြောထားခဲ့ဘူးပါတယ်ဒါကြောင့်မင်းကလေးကညီမဖြစ်သူကိုအသာတကြီးပဲဆူတောင်းပေးလိုက်ပါတယ်ညီမဖြစ်သူကခင်မွန်းဟောင်းဘယ်မှာလဲလို့မေးတဲ့အခါသူမကတန်ငါနဲ့သူနဲ့ဘာမှမဆိုင်တော့ဘူးလို့ပဲဖြေလိုက်ပါတယ်ညီမဖြစ်သူထွက်သွားပြီးနောက်မှာတော့သူမဟာမအီမသာဖြစ်ပြီးထက်အံပြန်ပါတယ်ကိုဝင်ကိစ္စကိုတေချာအောင်နောက်တစ်နေ့မှဆေးရုံသွားပြီးစစ်ဆေးတဲ့အခါဆရာဝန်ကအခုကိုဝင်ကိုဖျက်ချလိုက်ရင်နောက်တစ်ခါကိုဝင်ပြန်ရဖို့ခက်ခဲသွားလိမ့်မယ်ကလေးဖေကောမလာဘူးလားသူကောသဘောတူရဲ့လားလို့မေးပါတယ်မင်းကလေးကတော့ဘာမှပြန်မပြောဘဲတိတ်ဆိတ်စွာထွက်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာခင်မွန်းဟောင်းစီကဖုန်းလာပါတယ်ဆိုင်မှာမတွေးလို့ဘယ်မှာလဲလို့မေးတဲ့အခါဆေးရုံမှာဆိုတာသိတာနဲ့သူဟာချက်ချင်းပြေးလာပါတော့တယ်မင်းကလေးဟာဆရာဝန်ပြောတာမှန်တယ်လို့တွေးမိသွားပါတယ်ဒီကလေးဟာသူတို့နှစ်ယောက်ကိုမိဘဖြစ်ရွေးချယ်ခဲ့တာပဲခင်မွန်းဟောင်းမှလည်းတိပိုင်ခွင့်ရှိတယ်လို့သူမဆုံးဖြတ်လိုက်ပါတယ်ခင်မွန်းဟောင်းဆေးရုံကိုအပြေးလွှားရောက်လာတဲ့အချိန်မှာမင်းကလေးကသူမမှာကိုဝင်ရှိနေပြီဖြစ်ကြောင်းဖွင့်ပြောဖို့ပြင်လိုက်ပါတယ်ဒါပေမဲ့ကန်ဆိုးချင်တော့အဲ့ဒီအချိန်မှာပဲခင်မွန်းဟောင်းရဲ့ချစ်သူဆိုတဲ့အမျိုးသမီးကဆေးရုံကိုရုတ်တရက်ရောက်လာပါတော့တယ်ဒါကိုမြင်လိုက်ရတဲ့မင်းကလေးဟာသူမရဲ့လှုပ်ဝက်ချက်ကိုရင်ထဲမှာပဲပြန်သိမ်းဆည်းထားဖို့တဖန်ဆုံးဖြတ်လိုက်ပါတော့တယ်